ဒီဗီဒီယိုလေးကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့ထင်ရှားကျော်ကြားတဲ့ဝက်ပရာသက်ဒွိုင်းစုသက်ဆိုတဲ့ဖျားကိုတွားခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုဟာချင်းမိုင်မြို့ရဲ့ National Park မှာရှိတဲ့1686 မီတာမြင့်တဲ့တောင်ပေါ်မှာတည်ရှိတဲ့ဖျားဖြစ်ပါတယ်ဖျားမှာဒီ Golden Temple ရွှေရောင်စေတီရှိတဲ့အတွက်ကြောင့်မလို့ tourist attraction တွေနဲ့တော်တော်လေးကိုထင်ရှားပါတယ်ဒါကတော့ဖျားဆင်းလူတော်တွေအများအပြားရှိပါတယ်ဖျားဘုတ်တက်တဲ့ဟာလည်းနီလန်းနှစ်လန်းရှိပါတယ်ဒါကတော့ဓာတ်လေကားနဲ့တက်တာပါဓာတ်လေကားအတောင်ဆောင်ဖြစ်တဲ့အတွက်မတ်တရတာမဟုတ်ဘဲနဲ့စောင်းစောင်းလေးတက်တဲ့အတွက်ဒါလေးဗီဒီယိုလေးရိုက်ထားတာဖြစ်ပါတယ်နောက်တစ်နည်းကတော့ငကားရုပ်ဆောင်တန်းတစ်လျှောက်မှာလေကားအတိုင်းတက်လာတာဖြစ်ပါတယ်အားလုံး306ထည့်ရှိပါတယ်ဖျားဆင်းလူတော်ဒါကတော့အမြဖျားဆင်းလူတော်လေးတွေပါတော်တော်လေးလက်သက်ပဲပါတယ်နောက်ဒီဖျားရဲ့ထူးခြားချက်တစ်ခုကတော့ဒီတောင်ဖျားရှိရာတောင်ပေါ်ကနေပြီးတော့စီးကြည့်မယ်ဆိုရင်ချင်းမိုင်တစ်မျိုးလုံးကိုစီးပြီးမြင်ရတဲ့ရှုခင်းကတော်တော်လေးကိုလှပပြီးတော့တာရပါတယ်နောက်လည်းဒီလိုဗီဒီယိုမျိုးလေးတွေကိုကြည့်ချင်တဲ့ဆိုရင်ကျမရဲ့အကောင့်ကို like and follow လေးလုပ်ထားပေးပါရှင်ကျေးဇူးတင်ပါတယ်